Maniရှိတဲ့နေ့ကအချိန်နဲ့ရလို့လုပ်လိုက်သေးတယ်ဒီနေ့ကချိန်မရှိလိုက်လို့မလုပ်လိုက်အောင်အနာလာမှာဝင်မှုတာဆူပြီးတော့နာလာမှာထွက်ဖို့စဉ်းစားမှုတစ်ချက်တော့အင်းမဝင်မှုနည်းနည်းကြည့်ရတော့မလုပ်ဖြစ်လိုက်ပါဘူးတိတ်မကောင်းနဲ့ချိန်လည်းမရှိဘူးနည်းမနေ့ရှိတဲ့နေ့ကနည်းနည်းလုပ်ဖြစ်တယ်ဒါမနေ့ကနမဝင်ပြီးတော့ဒီမှာထွက်ခွာဖျောင်းနေတဲ့တိုင်မှာဒီအခုမှအဲ့တနတော့ကနေအချိန်လေးမနေ့ကစားနေတော့တစ်ချက်ကြည့်ပြီးတစ်ချက်လောက်အဲ့ဆိုဖျောင်းနေတဲ့တိုင်အမ market အဝယ်နဲ့ဝင်ပြီးအပေါ်အနီးမှာထွက်ရပါပြောမြင်းချောင်းနဲ့ပြမယ်ဆိုရင်ဒီနမ market ဘာကြီးဘာလေဖေးနာရောက်နေတာလေဒီမှာပါပဲမြင်းချောင်းနဲ့ပြရင်တော့ဒီနမဝင်နေဒီထိုက်မှာထွက်တယ်လို့ကဘေးကွိုင်းတကွိုင်းနဲ့ပြောမယ်ဆိုတော့82,344မှာ market တွေကိုအဝယ်နဲ့ဝင်ပြီးတော့82,693မှာအယောင်နဲ့ထွက်တယ်ပါအမဝင်ပြီးအမထွက်တယ်လို့ကအဲ့လိုပြောတော့344နဲ့644ဆိုတော့300ပါ Bitcoin တစ်ဝက်ဝင်လို့300ရမှာပါApril 3 ရက်နေ့ဒီနေ့မနေ့ပါ Bitcoin နံပါတ်4ခုမြောက်ကြီး quantity ဆို 0.10 တဲ့Bitcoin အပုံ100ပုံတပုံဝယ် 1% Bitcoin 1% ဝယ်တာဆောတော့300လောက်က29ကျပ်အမြတ်ထားလို့ပါတာရအရှိကြီးပြန်ရောက်ပြီဒီမှာတော့အတချအလိုမျိုးဆွဲလန်းကုန်လက်ရှိထိတ်ဆုံးပြန်ရောက်ဒါမနေ့ရှိတဲ့နေ့ကလေမနေ့ရှိတဲ့နေ့မှာစပြီးတော့နည်းကြည့်ဖြစ်တာပါအချိန်လည်းမရှိပါဘူးမနေ့စားနေအိမ်နာတက်နေရင်ကမကတန်ကြည့်ဒီကောင်ကမေးတော့မေးနေကောင်ကမေးတော့မေးနေတယ်ဟိုကမလုံးလိုက်တာစနေကြည့်ရနမလုံးဖြစ်တာလားခဏဆယ်ရလားဘာလို့လဲဝယ်တာပဲဒီမှာလုံးမစမလုံးရောဒီမှာလမ်းသိဒါမှမဟုတ်ဒီမှာလမ်းသိဟောတော့ဒီမှာဖြစ်ဖို့များအေးမမမီတော့တနေ့နေရမှာပဲအေးဒီလောက်တော့မှနည်းရပဲရှိသေးရောဒီမှာကလေးကဝင်ချင်တာဒီမှာကလေးကဝင်ပထမပြီးတော့မှအိမ်ကတန်းဒီမှာကလေးကကြည့်နေတက်မလားမသိဘူးဆိုပြီးတော့ဒီမှာမဝင်ဖြစ်သွားတယ်အဲဆိုနည်းနည်းလေးပါပဲတစ်ချက်ပဲထုံးတဲ့တိုင်ဖျောင်းတဲ့တိုင်မယူပြီးထွက်သွားဆိုအဲ့ဒီနေကပထမဆောက်လို့စမ်းကြီးအနေနဲ့ဆို0.05တဝက်စာစောစောတော့တဝက်စာပဲဝေးထားအဲဆို8ကျပ်နဲ့30နေရလို့ပါနေရပဲအခုမှစရသေးဒီကောင်ကဒီမှာဒီအကောင့်အပေါ်မှာချင်း9039.48သူက9000နဲ့အကောင့်48ကျပ်လာမသိဘူးပေးရဒီအောင်နိုင်ဖို့ဆိုရင်ထမအစင်းမှာက400နေရမယ်ဒုတိယဆင်းမှာ900နိုင်ရမယ်အဲဆိုရင်ဒီအကောင့်ကိုအကောင့်3လို့ရမယ်ပေါ့ဒါကတော့အခုလောဆယ်မနိုင်သေးတဲ့ process မှာဖြစ်နေတော့ဆန်ရဖြစ်တော့ပေါ့
အခုမှ39ကျပ်ပဲနိုင်သေးလို့ပါဝေလို့တယ်400ပြည့်ဖို့တော့ဒါပေမဲ့အဲ့လိုပါပဲဖြည်းဖြည်းချင်းမှအဲ့ဒါကတကယ်လို့ဟိုဒီမှာလေသူ့အကောင့်ဒါ9000နဲ့အကောင့်9000နဲ့ဆိုရင်ဒီမှာ59ကျပ်အီတနီယာ discount ရှိနေ48ကျပ်တောင်းနှံကောင်းရှိရယ်2000ခွဲတန်ဒါဒီနာဟောပါနော်အိမ်နာမအိမ်နာ company ရှိရ website ရှိရဒီဟာအိမ်နာတော့ပိုကောင်းတယ်ပြောနောက်အခု9000ကနေပတ်စံစုပြီးတော့တသိန်းနဲ့အကောင့်ဝင်မှုတာဆူလို့ပြောပါတသိန်းနဲ့အကောင့်ဆိုရင်499ကျပ်ပေးရမှာအဲ့499ကျပ်ကိုအခုချင်း9000နဲ့အရင်ရှာ48ကျပ်အရင်ပြုတ်ထားလို့ကချုံမနိုင်လာတော့မသိအေး900ဖို့ဘလောက်ကြာမှန်းမသိဘူးဒါပေမဲ့အဲ့နဲ့စားပြီးအရင်ပြုတ်ထားလို့ပါတိုင်းနဲ့အကောင့်ဆိုလို့ရှိရင်စောစောတော့29ကျပ်30ပဲထားပါတော့အဲဆိုရှင်တိုင်းနဲ့အကောင့်ဆိုလို့ရှိရင်600ဖြစ်နေ50မှာပေါင်9000မှာ30 1000မှာ60တိုင်းမှာ600ဒီတစ်ခုကအေးအပေါ်29ကျပ်600ဖြစ်မှာအဲ့လိုမျိုးပါအဲ့လိုပုံစံပါအဲ့တော့တရက်မှာတော့နည်းနည်းပဲကစားတော့သွေးအေးရတယ်သွေးရောက်မပူသေးဘူးပြီးသွားပြီပုံစံတက်မလားဒါဒီနေ့ဖြစ်တဲ့ဟာဆိုလို့ရှိရင်တော့ဒီမှာဝင်မလို့တစ်ချက်စဉ်းစားမိတယ်ဒါပေမဲ့အဲ့ရအရင်တိတ်မလားနေရတယ်မဝင်ဖြစ်အချိန်လည်းမရှိတော့ပါချိန်ရှိလို့လှုပ်ဖြစ်အောင်ဒီလိုမျိုးနမတက်ဖြစ်မလားတော့မသိဘူးတခုမပြောတော့ဘူးနော်ဒါဖြစ်ပြီးသွားပြီကိုလည်းမလုပ်ခဲ့တော့မပြောတော့ဘာ ID ဘလို့အတွေးခေါ်ရပြီးတော့ဘယ်မှာဝင်ပြမလဲမသိဘူးဒါပေမဲ့တော့အခုတော့အေးတိတ်ဟောလည်းမဖြစ်တာနဲ့တိတ်ချမကြည့်ရသေးတယ်လို့ဆိုနည်းနည်းလှုပ်ဖူးနေကြဖောင်းနဲ့နှစ်တိုင်ပဲဟောအဲ့ဒါပဲနည်းနည်းလှုပ်ကြည့်နေတော့အိမ်နှစ်တိုင်တော့မနေကြည့်တတ်နေတော့မဆိုးဘူးတက်မလားစောစောတော့ပြန်နှစ်တိုင်ရမှကြောင့်600ရနိုင်တယ်အလားအဲ့လိုမျိုးတက်မလားအဲ့လိုမျိုးအများကြီးတွေ့နေရလေဒီမှာကြည့်တက်လို့ရှင်အဲ့လိုပုံစံမျိုးကဲလို့ဆိုတာကြည့်တက်နေလို့ရှင်ဆိုဒါတော့ဒီအဆိုင်မှာတော့ဝင်ဒါဆိုလည်းဝင်ဖြစ်မှာပဲကြာဆိုရင်တော့မှတော်မှာပဲတော့ကျွန်တော်တခါကျအဲ့လိုပဲစိတ်ကူးပေါက်ပြီးထွက်သွားအောက်ထိမဆောင်တော့ပဲနဲ့ကိုကဒါတော့ဖြစ်သွားတော့ဒီတက်တိုင်မရမှာပါညမတို့ပဲညမှာမာတက်လေဆိုမာနေရတော့တိတ်မရှိပါဘူးဒီနမမာဝေးကြမှာဝယ်လေအဲ့တော့ဘယ်တော့မှမရှုံးနည်းနည်းလေးတိတ်မာရနေရမရှိဘူးဒါအဲ့လိုမျိုးအိမ်ဖောင်းနေတဲ့တိုင်မဲ့ဆိုလို့ရှိရင်အဲ့လိုနည်းနည်းလေးဖြစ်ကြအောင်ဘာဖြစ်ပါနေဒီလိုကြည့်လို့ရှိရင်တင်းနေတယ်တက်မလားဟိုဘေးတစ်စောင်းလေးကိုတစ်ချက်လိုက်ဒီလိုကြည့်လိုက်ကိုကပြလို့ရှိရင်ဆိုဒါဒီနေ့ဖြစ်ခဲ့တဲ့ဟာနည်းနည်းလေးကြည့်ဟောဒါဆိုနည်းနည်းကြည့်မြင်ရတက်မလားဒါဆိုဒါဆင်းပြီးတော့ဒါပြန်တက်မှာပဲတော့အဲ့လိုအမြင်နဲ့ပို့ကျဲသွားပါဟိုဘက်ကနေလာတော့လူအဲ့လိုအဝိုက်ကြီးဖြစ်နေတော့ဒါဆိုပြန်တက်မဲ့အလေးရောက်နေပြီဒါမဲ့တက်ဖို့ကတိတ်ပြီးတော့ဒီမှာတက်ဖို့ကတိတ်ပြီးအားမပြင်းနေဘူးဒီမှာသူရဲ့တောင်ချိုးတွေအားမပြင်းနေဘူးပဲအဲ့ဆိုရှင်ပြန်ကြမလားတက်မလားဘယ်ဟာပိုအားပြင်းမလဲဆိုဒီမှာကိုရဲ့အစိမ်းအယောင်လေးရောက်လာရောဒိန်းဆိုတက်မှလည်းအသိလည်းမအေးအရင်ကပြောဖူးမှတင်တယ်အဲ့လိုဖြောင်းနေရတက်တာအားလည်းမပြင်းဘူးအမှပြောဆိုပြီးတော့ဒီနေရာမှာဆိုဒါဆိုရောင်ဖြစ်မိဒါပေမဲ့မရောင်ဖြစ်တော့အဲ့ရတိတ်အားမပြင်းနဲ့လို့ဖြစ်တော့နောက်ဆုံးဒီမှာတော့တက်မှလည်းမသိဘူးချက်ဆောက်မယ်ဒါဆိုရင်တော့ဝယ်မပေးဝယ်လို့ရှိရင်ဒီဖြောင်းလေးနှစ်တိုင်ကဒုတိယတိုင်ကတူဖူးညွန့်ဖြစ်သွားတော့ဒီလောက်မှာပဲတစ်တိုင်လောက်ပဲရမှာပေါ့ဒီမှာပြီးတော့တရက်စားတော့အဲ့လောက်ပဲကောင်းမှပဲဆိုပြီးမှဆက်လုံးလည်းမပြောတော့လေ3ခါလုံးမဲ့ဆိုလည်းဒီနမဝယ်ဖြစ်တာမို့ဒီမှာထွက်ဖြစ်အဲ့လိုရင်းတော့ရှုံးမှုမရှိပါအဲ့လိုပုံစံမှာကဲအရင်ကြောက်အောင်မယ်ဒါအခုလောက်ခဲ့တဲ့ဟာလာပြီးတော့ share ပြတာဟုတ်ပါပြီထပ်လို့ဖြစ်မှာပဲတက်တင်တော့